ကောင်းမျိုးကဒူချက်နယ်မြေထဲမှာဒီကနေ့မတ်လ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်သွားတဲ့အင်အားပြင်းမြင်းကလင်ကြောင့်ဆောက်လက်ဆအထက်30ရှိတဲ့တိုက်ကြီးပြိုကျသွားပြီးအထဲမှာလူပေါင်း90ကျော်ပိတ်မိနေတယ်လို့ထိုင်းဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။အဲ့ဒီအထက်က9ဦးထွက်ပြေးလွတ်မြောက်လာပြီးကြံ40ကျော်ပိတ်မိနေစေဖြစ်တယ်လို့ထိုင်းတူဒေးသတင်းမှာဖော်ပြပါတယ်။မန်နေဂျာအွန်လိုင်းသတင်းမှာတော့အဲ့ဒီတိုက်ထဲမှာလူပေါင်း80ကျော်ရှိနေပြီး2ဦးသေဆုံးကကယ်ဆယ်ရေးအဖွဲ့ကတအုပ်ရဲ့အလောင်းကိုပဲထုတ်ယူနိုင်ခဲ့ပြီးနောက်တစ်လောင်းကိုထုတ်ယူဖို့ဆက်ကြိုးစားနေတယ်လို့ဆိုပါတယ်။အဲ့ဒီအဆောက်အဦဟာထိုင်းဆိုရရဲ့နိုင်ငံတော်ဘဏ္ဍာငွေစစ်ဆေးရေးရုံးသစ်ဖြစ်ပြီးကုန်ကျငွေဘတ်တန်ပေါင်း2136တန်းနဲ့အထက်ပေါင်း30ဆောက်လုပ်နေတာဖြစ်ကအဆောက်အဦပြီးလို့နေပါဖြစ်ပြီးအပေါ်ဆုံးထက်သာကျက်ရှိတဲ့ချိန်အခုလိုသဘာဝဘေးရန်နေနဲ့ကြုံရတာလို့တာဝန်ရှိသူကပြောကြောင်းသတင်းမှာဖော်ပြပါရရှင်။ 再追，杨宇，再追。喂喂你。好，跳到边。多少米？多少米？六米，六米，喂你，多少米？哦。再追！哦，不是嘛，把米把定了哇！啊，多少米？多少米哈？看再去见没？那个。跑！木来那边，木来那边。那走。